လောက်ထိလူကိုဘယ်လိုဆိုင်တယ်သူဖန်ဆင်းထားတဲ့လူကသူပုံသဏ္ဍာန်နဲ့ဖန်ဆင်းထားတာသူနည်းတူတော့အရာချစ်တယ်ဒါပေမဲ့မတရားပဲနဲ့ဘာဖြစ်လို့ဒီလူမျိုးတွေအပုံလိုက်အဆုလိုက်ပြီးတော့ဒီလိုခိုင်းလာတယ်ပြီးတော့အမျိုးမျိုးပေါ့နော်ဒါဆိုတော့ဟိုကကျေရခုမျိုးသားတွေပုံလုံးဖြစ်စီတက်ခဲလိုက်ခိုင်းတယ်ဘယ်လိုလုပ်လဲအရာကျဉ်းချုပ်တယ်လို့လူတွေကဘုရားကိစ္စဆိုတာချစ်ချင်းမေတ္တာနဲ့ဘုရားမဟုတ်ဘူးဆိုတာဒီခေတ်မှာဒီတချို့တွေပေါ့နော်အဲ့ဒါမြင်ချနာပြင်ပေါ့နော်အဲ့လိုပဲသူတို့အနေနဲ့မှတ်ချက်ချက်ကြတယ်အဲ့ဒါကြောင့်ဘုရားစကားကိုနားမထောင်တော့ဒီလိုမျိုးပဲဒီလောကဖြစ်ပြနေတယ်ကျွန်တော်တို့တာသမီတွေတချို့ပေါ့နော်အဲ့လိုပဲဖြစ်ကြတယ်ဒါပေမဲ့ဘုရားခင်ဗျာအရာရှိရှိတဲ့ဘုရားဖြစ်တယ်လူကိုတတိပြီးတယ် prophet အဖြစ်တတိပြီးတယ်ဒီတမန်တရားကိုprophet အဖြစ်သူလူအများကြီးပေါ့ခေတ်ဆက်ဆက်မှာအဲ့လိုပဲတတိသူ့ရဲ့အလုပ်ပြောခိုင်းတယ်ဒါပေမဲ့တချို့နေရာမှာလူတွေပြောင်းလဲတယ်အခုနေနဝိမြို့လို့ဆိုရင်တော့ဇောနာတရားဟောတော်မှာအဲ့ဒီမတိုင်ခင်မဟောခင်ကဘယ်လောက်ထိကျမ်းတော်လဲဆိုတော့သူတို့မှာအရာပြည့်စုံတဲ့ prophet ဒီကိုတတ်ဒီဆိုင်တတ်အဲ့ဒါမျိုးလုပ်ကြတယ်အရာကျမ်းကြတယ်နော်အဲ့ဒီချိန်မှာဇောနာဟိုသွားပြီးတော့တရားဟောလိုက်သူကလည်းဘုရားခိုင်းတဲ့အခါမှာမတော်ချင်ဘူးတခြားတိုင်းကိုလည်းတော်တာပဲအဲ့ဒါကိုကြောက်လို့ပေါ့အခုချိန်မှာကျွန်တော်တို့တယောက်ယောက်ကိုအာရဗ်အခုဆိုမာလီယာမှာ missionary တော်လို့ပဲလိုက်ကြမလားဆိုတော့လိုက်တယ်ဟိုကအတိတ်ခါမယ်ဆိုတာသိတာဒီအတိတ်ခါရမယ်ဆိုတာသိအဲ့လိုပုံစံမျိုးနဲ့ဇောနာဘယ်အဲ့ဒီနေရာကိုတော့နည်းနည်းဝိတ်နည်းနည်းဝိတ်မျိုးသားတွေအားဆိုပြီးတော့သူကတာရှိတဲ့ကိုတွားလိုက်တော့အဲ့လိုပဲရှောင်းတဲ့ဓာတ်ကိုပဲရှင်းကြတယ်အခုဒီခေတ်မှာလည်းပါစတာတွေအများကြီးပဲဟောတကယ်ဆိုတော့အဲ့ဒီအကြောင်းကိုငါဟောခဲ့တယ်ဆိုတော့လူတွေကငါ့ကိုကြိုက်မှာဆိုဒါမှမဟုတ်ရင်အင်းတော်ကနေထုတ်မှာဆိုပြီးတော့အဲ့ဒီတမန်တရားကိုဟောတော့တယ်လူတွေကကြိုက်တဲ့ဟာတွေထုတ်ပြီးအမျိုးမျိုးရှာပြီးမှအဲ့ဒါနဲ့ဟောကြတယ်နော်အဲ့ဒါကြောင့်အချင်းချင်းနားလည်မှုတွေလွဲအောင်ပေါ့နော်ဒီငါတဲ့ပပအောင်ဒီလိုကိုသူကြိုက်တဲ့ဟာပဲဟောတော့တယ်ဆိုပြီးတော့လူအကြိုက်တဲ့ဟောပြီးတော့မှအကုန်လုံးကိုပြင်ဆင်ထားတယ်ဆိုတော့အဲ့ဒါကြောင့်ဘယ်နေရာမှာအနိပတ်ဆုံးလဲဆိုတာပုပ္ပိမှာတုံးတဲ့စကားလုံးအမျိုးမျိုးတေမာတရားမပါတော့တဲ့လူရဲ့အလူစားတာပေါ့နော်ဒီလောကရဲ့ politics ပြီးတော့ဒီလောကရဲ့ link နဲ့မျိုးဒီကျန်းစာကိုကိုင်ပြီးမဲ့တချို့ကျန်းစာတွေတကယ်ပါဆိုရင်တော့ဒီကျန်းစာတွေမှာပစ်စရာဘာမှမရှိဘူးတမဟောင်းကျန်းခါဘာဖြစ်လို့အဲ့ဒီတော့ကဖယားနဲ့ဒီကအခုချိန်မှာကျွန်တော်တို့ရှိခိုးတဲ့ဖယားကိုပြုတယ်လို့ပြောရမိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်ဟောတော့မှာဖြစ်တယ်။ဘာလဲဆိုတော့ဒီလောကခေတ်ဆက်ဆက်မပြောင်းလဲပြီနဲ့ဘုရားရဲ့ခင်ဗျာမပြောင်းလဲတဲ့ဘုရားဖြစ်တယ်။တမန်တော်လည်းပဲဘယ်တော့မှမပြောင်းလဲဘူးဆိုတာကျွန်တော်တို့မြင်ရတယ်။အဲ့ဒီချိန်မှာကြည့်မယ်ဆိုရင်ဣသရေလကဘုရားရဲ့ခင်ဗျာခေတ်ဆက်ဆက်ပြောရတယ်အာဒမ်နဲ့ဤဝစီးတဲ့လာပြီးတော့မှခေတ်ဆက်ဆက်ဒီမှာဘယ်လိုပုံစံလေးနဲ့ဘုရားစကားပြောတယ်ဒါပေမဲ့ဣသရေလတွေခေတ်တိုင်းခေတ်မှာဣသရေလကသူ့ဘဝထဲရောက်တော့အဲ့ဒီဘုရားစကားနဲ့ဆိုတာကိုယ်အားသွားတယ်ပြောရမှာအရာကြီးတော့အဲ့ဒီသူ့ဘဝမှာအနည်း40ကျော်400ကျော်သူ့ဘဝကြောက်တဲ့အခါမှာတ
သူတို့ရဲ့ဖန်ဆင်းရှင်တာတူတယ်ဆိုတာလည်းမသိတော့ဘူးဒါပေမဲ့လည်းအော်နေကြတယ်ဘုရားဒါပေမဲ့လည်းသူတို့ဟာဘယ်လိုနဲ့သူတို့ရဲ့ဘုဒ္ဓနဲ့ပဲဖြစ်ဖြစ် knowledge နဲ့လည်းဖြစ်ပေါ်တော့ဘုရားတကယ်ကိုပြန်ဆက်တွေ့လို့မှာဘုရားအဲ့ဒီချီကြောင့်အဲ့ဒီချိန်မှာဘုရားတကယ်ကမောစေကိုတောင်းပြီးတော့မောစေကတစီသူတို့ကိုဒီစီပြပါနေကြလို့အစီစီလုပ်ခဲ့တယ်အဲ့ဒီနေရာမှာလည်းမောစေတယောက်ဆိုမောစေကိုတိုင်ပါလေပဲသူအနေနဲ့ဣသရေလလူမျိုးတွေကငါလူမျိုးပဲဖြစ်နာဆိုပထမပိုင်းတော့ဒီလူတွေကငါလူနဲ့သူဒီလူတွေကသူတို့ကိုစိုက်နေတဲ့လုပ်နေတဲ့အခါသူလူဖြစ်တော့သူ emotional နဲ့အားပြီးမှတဲ့အခါကျတော့ကိုမတော်ပြီးတော့အဲ့ဒီ Egypt ကောင်ကိုစိုက်တက်ပြီးတော့မှခွတ်လိုက်ဆိုတော့လူစိတ်ကအခုလည်းကျွန်တော်တို့ချစ်တော်မှာလည်းမမပြီးမှပဲဒီတချို့နေရာမှာဟိုအမျိုးတွေတယောက်ချိခိုက်တယ်ဆိုရင်အဲ့လိုလည်း emotion ဖြစ်တယ်။ဒါ Moses လည်းပဲသူလိသူလူစိတ်တာ။ဒါပေမဲ့ဣသရေလချင်းကိုကြာဖြစ်နေတဲ့အချိန်မှာသူကကဲဖို့အထဲဝင်လိုက်တော့တတိတော့ကမင်းEgypt ကိုအဲ့လိုစိုက်တက်ပြီးတော့ဖတ်တယ်လည်းငါတို့လို့ချင်တာလားမိလိုက်ဣသရေလကောင်အားလို့ပြောလိုက်တော့မှသူလည်းတတ်တော့လက်တော့ပြီးတော့ဟာလူဒီတိကိုမှပြီးဆိုပြီးတော့မီရီယမ်ကိုအဲ့ဒီဒီကိုထွက်သွားပြီးတော့မှအဲ့ဒီနေရာမှာအနိကြာကြနေခဲ့အဲ့ဒီနေရာမှာတူးထင်းနေခဲ့တယ်ပြီးတော့မိမလည်းယူထားတယ်လို့ခလေးနဲ့အဲ့လိုပဲနေခဲ့ဒါပေမဲ့ဘုရားသခင်ကအချင်းသားမီဆိုတဲ့အခါမှာငါလူတွေပေါ်တာကကြားနေတော့မခံစားနိုင်ဘူးဆိုပြီးတော့မောဆက်ကိုပြန်ခေါ်လိုက်တော့မောဆက်ကိုပြန်ခေါ်လိုက်တဲ့အခါမှာဘူစ်ဒီလိုမျိုးကိုမီလောခိုင်းပြီးတော့မောဆက်စားတော့ဘာဒီဟာမီလောတော့တယ်ဒါပေမဲ့အဲ့ဒီဘူစ်ဘောနော်အဲ့ဒီချုံပကမလောမနာဘာဖြစ်လို့လဲအဲ့ဒီနေရာမှာဘုရားသခင်အတားကျေပွင့်လာMosesဒီနေရာဟာတချင်းတော်နေရာဖြစ်တယ်ခဏကိုချစ်ပါတယ်ဆိုတော့ဘုရားသခင်ကလည်းပဲစကားပြောလာတယ်ကြည့်ချင်တာပြီးဆိုရင်တော့သူ့အနေနဲ့အဲ့ဒါနဲ့ဘုရားခိုင်းလိုက်တယ်ငါလူတွေကိုကဲနေတော့ပြီးတော့ကဲပို့ရတယ်နာစကားအားတယ်ငါအကြောင်းမျိုးလို့ကြောင်းတော့ပြောလိုက်ဒါပေမဲ့လည်းဘုရားသခင်ကနိပစကိုဘယ်လိုအားပါချင်းလဲဒါဆိုရင်တော့ဒီမှာနေရာအားမရှိဘူးဆိုအာရုံကိုပဲခေါ်အာရုံဆိုတော့တော့ဒီနဲ့လေဝဲမျိုးပေါ့နော်ဒီဆိုမောဆက်အာရုံဆိုတဲ့သူကစကားပြောနေတယ်ဆိုတော့သူ့ကိုရည်ပဲလို့လည်းဘုရားစီစဉ်ပေးတာအဲ့လိုတော့ဖြစ်ခဲ့တယ်အဲ့ဒီချိန်မှာဘာဒီတင်ကြတယ်လဲဆိုတော့ဘုရားသခင်ရဲ့စကားပေါ့နော်ဘယ်လိုမျိုးနဲ့ဒီလိုမျိုးဘာသာရေးလို့ပြောတာဘာသာရေးတော့ဘုရားသခင်နဲ့ဆက်သွယ်တဲ့အခါမှာကျွန်တော်တို့သုံးရမယ့်အရာတွေရှိတယ်ပြီးတော့ဒီလောကအချင်းလူအချင်းဆက်သွယ်ရမယ့်နေရာမှာလိုအပ်တဲ့ပါချင်းလူနဲ့ပြောမယ်ဆိုတာခမ်ပီလိုပဲအများတာဒါခမ်ပီဆိုတာဒီလိုမျိုးဥပဒေပေါ့နော်ဥပဒေစာအုပ်ပြီးငယ်စာအုပ်အဲ့ဒါဘုရားသခင်ကထပ်မှပြီးခဲ့တယ်အဲ့ဒီသူနည်းတူဘောနော်ဣသရေလတွေကကြီးပြင်းလာတဲ့အခါကျတော့အနည်းဘလောက်ကြာအဲ့ဒါကိုသူတို့ကကြည့်တော့ပြီးတော့ဒါပေမဲ့ဘုရားနဲ့ပြီးခေါ်ပြီးမဲ့လည်းသူတို့ဟာတာကိုပြီးထားပြန်ကြည့်တဲ့အခါမှာဣတရာစာအုပ်ဣစတေဘောနော်ဣစတေလို့ပြောတယ်အင်္ဂလိပ်လိုနဲ့ Esther လို့ပဲပြောတော့ Esther ကတော့ Esther လို့လည်းခေါ်တယ် Esther တော့သူ့တာကဲဆိုရင်တော့သူ့နာမည်တော့ Esther တကယ်ရင်းနှောင်းအောင်သူတို့အနေနဲ့အဲ့ဒီ Persian နာမည်
ပြီးထားတဲ့ဟာဖြစ်တယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ဒီနေ့အခွင့်အရေးဘုရားသခင်နဲ့မုတ်မိန့်တာရပွဲပြီးတော့မှအဲ့ဒါခုနကယူကြမှာဖြစ်တယ်အက်စတာကြောင့်အခုနေ့ကျတော့ BC လေးရတော့ဆိုတော့အတိအကျတော့ရှင်းနေတယ်ဒါကခဏလေးကြားနေBC နဲ့ BC ဆိုတော့400နဲ့89ကနေ480ကြားပေါ့နော်အဲ့ဒီလောက်မှာဖြစ်တဲ့ဟာဖြစ်တယ်နော် S တာအကြောင်းကိုအဲ့ဒါနဲ့ခွင့်နာယူမှဖြစ်တယ်အဲ့ဒါ S တာကိုသူ့အနေနဲ့သူ့ခြေကိုကြည့်မယ်ဆိုတော့တော်တော်လေးကိုစီးရဲတာဖြစ်တယ်သူ့အနေနဲ့သူ့အဖြစ်ပြီးဆုံးသွားတဲ့အခါမဒုကာယဆိုတာမဒုကာယလည်းပဲသူဆိုရင်တော့ဒီ Persian နာမည်ကြီးထားတယ်မာဒုတ်ဆိုတာသူတို့ရဲ့ Persian ဘုရားနာမည်ဖြစ်တယ်အခုတာဂျီလာတို့ဘာတို့ပေါ့နော်သူတို့ဒီဘာဘလုန်ကြီးကသူတို့ရဲ့ဘာသာကြီးနာမည်ကြီးပြီးလိုက်တဲ့အခါကျတော့မကောင်းတဲ့နာမည်လည်းဖြစ်နိုင်တာပေါ့နော်ဒီမဒုကာယဆိုတော့သူကြတော့ Esther ရဲ့ဘယ်လိုပြောမလဲ Esther ရဲ့အဖူးရဲ့ဒီကိုပြောမယ်ဆိုတော့သူကthink ထားတာတော့ Esther မိဘတွေဆိုတော့အဲ့ဒါကို Esther နဲ့ဟိုမှာPersian နိုင်ငံမှာနေတဲ့အခါမှာရှင်ဘုရင်ရဲ့အခြေအနေကိုကြည့်မယ်ဆိုတော့အဲ့ဒီကရှင်ဘုရင်ကမိဖုရားတွေများရှိနေတယ် Solomon King တော့ဖိမိဖုရားတစ်ထောင်အမိဖုရားတော့900ရှိတယ်ပြီးတော့ဘုရားတော်မိဖုရားတော်အဲ့ဒါ300ရှိတယ်ခွန်ကတိခေါ်တာအဲ့ဒါတစ်ထောင်ဆိုတာဆောလမန်တော့ဒီလိုမျိုးဒီလောက်ကြည့်တော့ဆိုတော့ပြောမယ်ဆိုတော့ဒီကမကြည့်ဘူးဆိုတော့အဲ့ဒီဘာသာပဲဒီချိန်မှာသူတို့ကပွဲရလောက်ပြီးတော့မှအရက်ဒီတော့ဒီလိုမျိုးထုံးစံတော်လေးကိုလေ့လာတယ်ဖွဲ့စည်းပုံပေါ်ပါတယ်အဲ့ဒီနေရာမှာသူပြောတော့မယ်ဆိုတော့ Esther ရဲ့ဇာတ်ဝင်ပဲကျွန်တော်ပြောတော့မှဖြစ်တယ်။ဘာကြောင့်ဘုရားခင်ကကျွန်တော်တို့ရဲ့အခက်အခဲဆုံးနေရာကနေကျွန်တော်တို့ကိုဆွဲထုတ်ပြီးတော့မှအဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ blessing ဖြစ်တော့ပါအဲ့ဒီအကြောင်းဖြစ်လာတယ်လည်းဆိုတာဘုရားခင်တို့ဒီတဲ့ဒုက္ခပတ်တော့အဲ့ဒါကိုဒီတော့မှဖြစ်တယ်နော်ဒီတော့လည်းဆိုတာကျွန်တော်ဖတ်တော့မှဖြစ်တယ်အဲ့ဒီနေရာမှာကျွန်တော်တော်တော်လေးခုနရခဲ့တယ်ဘာကြောင့်လဲဆိုတော့တခြားနိုင်ငံမှာတော့တဲ့ကျွန်တော်တို့လိုမျိုးဆွေဒင်နိုင်ငံဆိုတော့တော်တော်လက်တည်တယ်လူခွင့်ရည်ရှိတယ်ဟိုတို့ကဆိုတော့ဘယ်လိုဆိုလဲစစ်တာဘာဘလုံကနေဘာဘလုံဒီမဂျီမောင်တော့နေဘုခါနဲ့လာနေသူတို့ BC လောက်လာလဲဆိုတော့6ရတော့ဆွဲထားပြီးတော့ဟိုရောက်ပါတော့ဆွဲထားတယ်အဲ့ဒါနဲ့တချို့လူတွေအရောက်တချို့လူတွေလည်းအဲ့ဒါ Darius King ပေါ့နော် Darius ကိုဘုရားသခင်ကအကုန်ပြုပြီးတော့မှာဣသရေလနိုင်ငံကိုပြန်လာဖို့ရအခွင့်ပေးဖို့Persian ပြည်ကိုပဲတူပြောလိုက်တယ်။ဒါပေမဲ့တချို့လူတွေက Persian နိုင်ငံမှာရှင်ခဲ့တယ်။တချို့ Persian ခေါ်တဲ့အခါကျတော့အဲ့ဒီတုန်းကတော့ဘာဘလုန်ကအရင်အုပ်ချုပ်တယ်။ဘာဘလုန်စစ်ပြီးတာနဲ့ Persian ကနေအဲ့ဒီနေဘုခဒ်နေပြီးတာနဲ့ဘယ်စစ်ပြီးတာနဲ့ Persian ကတိုက်ပြီးတော့မှDarius King ပေါ့နော်။အဲ့ဒီ Darius ကတာဝန်ယူသွားတာပေါ့
ပြီးတော့ Darius ရဲ့ဒါအထင်ဖြစ်တယ်အခုက Esther ဖြစ်ဆိုတော့ Darius တဲ့ဒါဘောအဲ့ဒါမကြီးဖြစ်တဲ့အချိန်မှာအဲ့ဒီနေရာမှာဟာမာဆိုတာ Darius အခုဖြစ်နေ politics နဲ့ဆိုတော့ဘယင်းနဲ့လက်အောက်ဆိုတော့ minister လို့ဖြစ်မှာ prime minister လို့ဖြစ်မှာအဲ့ဒီတော့သူကတော့သူ့ကိုဘယ်လောက်ဖြစ်လူတွေကဂရုစိုက်ပြီးတော့ဘယ်လောက်ဖြစ်သူ့ကိုစီးကိုဖို့လိုတယ်စီးကလူကဆိုတော့ဖာရောတို့ဖာရောတို့ဆိုတော့ဖယားလိုပဲသူ့ကိုဖယားစီးကိုတူပဲစီးကိုခံကြတယ်အဲ့လိုဒါပေမဲ့ဒီနေရာမှာလက်ဒီဟာမန်ကြတော့prime minister ပြောမှာဒါပေမဲ့ဘယင်းကြတော့Celsus ခေါ်တာ King Celsus ဘကြီးပြီးတော့ဟာမန်ကျတော့သူ့လက်တော်မှာဒါပေမဲ့ဟာမန်အနေနဲ့ဒီမက်ဒကာယာသူ့ရှိမှာသူ့ကိုဒူထောက်ပြီးတော့အိုးမဟုတ်ဘူးမရှိခုအဲ့ဒါကြောင့်သူကအမုန်းပေါ်လာတာပေါ့နော်ဘာဖြစ်လို့မရှိခုတာလဲပြောမှဆိုတော့သူတို့အဲ့ဒီဖယားစီစကားရှိတာဖယားစကားဘာလဲဆိုတော့There is no other God before me. ဖယားခင်ကလည်းတစ်ချက်ဖယားကိုပို့ပိုင်နေဆိုအဲ့ဒါကိုသူတို့အနေနဲ့ Israel တွေကအဲ့ဒီဇူဒာတွေဇူးလိုမျိုးတွေလည်းမကိုးပိုင်ဘူးပေါ့အဲ့ဒါကြောင့်သူအနေနဲ့အစီအစဉ်လုပ်ထားတယ်အကျင့်ခလိဝတ်တဲ့အချက်ပေါ့အချက်စီအဲ့ဒီမတ်ဘာကိုတတ်မယ်ဒီမှာဒီအမိ85မိပေါ်တော့ဒီအဲ့ဒါတိုင်းထားပြီးတော့အဲ့ဒီမှာကျိုးနေမော်ဒကာကိုတတ်မယ်သူအကျင့်လုပ်ထားပြီးတော့အဲ့ဒါအဘိမဲ့အဲ့ဒီမော်ဒကာရတီးတော့တဲ့အခါဘယ်လောက်ထိလဲဆိုတော့တို့ဝန်နဲ့ဒီကွဲဆိုတော့ဒီစိတ်မိချတယ်ပြောမှာကျွန်တော်တို့အချိန်မှာအခုအချိန်မှာစူတောင်းမယ်ဆိုရင်တော့ကိုနေချပြီးမှစူတောင်းမယ်ဆိုရင်သူအဝတ်ဆုံးဒီဝတ်ပြီးတော့မှအဲ့လိုမျိုးနေချတာဆိုတာဒီအခုခေတ်မှာတော့အခုတော့မှဆိုရင်တော့ပြားဒီနေချီလို့ပြီးတော့မှအဲ့လိုကိုလုံးကိုပေါ့နော်အဲ့လိုမျိုးသူတို့ရဲ့လူစိတ်ဓာတ်ကိုတော့ပြောတော့လူမျိုးဟောဖျားစီမစတောင်းကြတယ်အဲ့ဒါလည်းဒီအကြောင်းအက်စတာကိုပြောလိုက်တဲ့အခါမှာအက်စတာဘာကြောင့်အက်စတာဒီခေတ်မှာတော့ဒီအချိန်မှာတော့နိကမလုပ်ခဲ့ဘူးဆိုတော့အဲ့လိုဘယ်တော့မှချင်းပြန်လာမဟုတ်တော့ဘူးဆိုတာအဲ့ဒါကြောင့်အဲ့ဒီယူလို့ပြောအားလို့တက်တာထိုးရနေတာရှိတယ်ဒါပေမဲ့ SK နာတော့ဒီမှာဘယင်မဖြစ်နေပြီမဖြစ်လို့ဒီလိုခံတဲ့ခါပြောစိတ်ထဲတချို့လိုလာပြီဒါပေမဲ့ကိုအနေနဲ့ဟုတ်တယ်လားဆိုရင်တော့ငါအတွက်စုကောင်းပြီ၃ရက်လုံးအစားရှောင်စုကောင်းတယ်ငါလည်းဒီနာတော့လည်းအစားရှောင်ပြီးတော့စုကောင်းတယ်၃ရက်လုံးအဲ့ဒါပြီးတာနဲ့ဘယင်ကိုတော့တွေ့ဖို့ဖြစ်တယ်ဆိုတာအဲ့ဒီလိုတော့တွေ့မယ်ဆိုတဲ့အခါကျတော့ဘယင်တွေ့ဖို့ဆိုတာသူ့အနေနဲ့အဲ့လိုပဲသိစီလို့ရဘုရားကဆိုရင်တော့ဘယင်ဆိုတာဘုရားလို့သူကတတ်မှတ်ထားတဲ့အခါကျတော့အမျိုးသမီးတယောက်ဟာတနည်းလုံးအလားဖြစ်အလားဒီ handling ပေါ့ပြောမှာဒီမှာကုတာဘောနော်ဒီမှာဆိုတော့လူမျိုးအမျိုးသမီးတွေအကုန်လုံးသွားခိုင်းတော့ဘယ်တော့ဝတ်တာကျမလို့အဲ့လိုကုတာပြီးတော့တနည်းလုံးကုတာတော့ဆောင်းလာလုံးဘုံဒီလိုမျိုးအစားအတော့ပဲပြီးဘောနော်ပြီးတော့စီနဲ့ပဲကုတာပြီးတော့မှဒီလိုမဲ့6လလုံးကိုစီနဲ့အသားကိုကောင်းအောင်အဲ့ဒါပြီးလာတဲ့6လကျတော့
makeup အမျိုးမျိုးပေါ့နော်ဒီ cosmetic တွေအမျိုးမျိုးအဲ့လိုနဲ့အားလုံးပြင်ဆင်ပြမပဲစီပြီးတွေ့စီတယ်ဒါပေမဲ့ Espa အနေနဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါအလိုအပ်တဲ့ဟုတ်ဒီနဲ့ပဲငါပြီးကိစ္စမရှိဘူးဒီလိုမျိုးစိတ်ကလေးနဲ့တူအောင်ဘယ်လိုလဲဖြစ်ငါမျိုးဒီမယ်သူတီမယ်ဆိုတော့အမျိုးရတဲ့တီမယ်သူကလည်းဘာမှတစ်ခုမှမကျူးစားခဲ့ဘူးမလုပ်ခဲ့ဘူးဆိုတော့အားလုံးဒီမှာဆိုတော့အဲ့ဒါနဲ့မရှိဘူးတွေ့ဖို့တူနေတဲ့ပြင်ဆင်လိုက်တယ်။တုံးရက်လုံးအစာရှောင်စုတောင်းအဲ့လိုမျိုးသူတို့ကစုတောင်းပြီးတော့မှလုပ်တဲ့အခါမှာဖခင်လည်းခင်ဗျာဘာတက်နိုင်လဲဆိုတာအနောဆရာအဲ့ဒီချိန်မှာအဲ့ဒီခေတ်မှာပြောလို့ဆိုတော့အခုအမျိုးသမီးတွေဒီလိုမျိုးဘယ်မှာအလောင်းတွေပေါ့คนเขาวิ่งอยู่ตาวันทิ้งท้ายบุกเราမိမဆူလို့ခေါ်တယ်မိမကိုဆိုတာအုတ်ထင်းပြီးတဲ့ယောက်ျားတွေ9ယောက်ရှိတယ်အဲ့လိုသင်္တာစီတာချက်အဲ့ဒီထဲကလူ2ယောက်ကအဲ့ဒီဘီကိုလောက်ကျန်ဖို့သူတို့ဟာတူတူဒီတွေဆွေးနွေးကြတယ်အဲ့ဒါကိုမော်ဒကာယသူကကိတ်မှာလမ်းကိတ်မှာစီနေတဲ့ချိန်မှာအဲ့မှာတူတူဒီတွေကြားနေလိုက်တော့တော့ပြီးမှ AS တာကိုပြောလိုက်တယ်ဟိုအဲ့ဒီအချိန်မတိုင်ခင်ကြာဟာရတာနော်အဲ့ဒါ S တာကိုပြောလိုက်ပြီးတော့ S တာအဲ့လိုဖြစ်တယ်ဆိုတော့အဲ့ဒီဘယ်ကိုအကြောင်းကြားလိုက်အဲ့ဒါနဲ့ဒီတတိနာဘာပဲဒုက္ခနေလာလဲဆိုတော့မနကိုင်းစကနေလာတာဖြစ်တယ်ဆိုတာအဲ့ဒါကိုဘယီနာသူ့မတ်တန်းထဲမှာ chronicle ကြီးတဲ့ဖာအကြီးအများကြီးရှိတယ်အဲ့ဒီထဲမှာရေးထားလိုက်ထားတင်းထားတယ်မိလည်းနေတော့ဒါပေမဲ့မထီးတဲ့ဘယီနာလုံးဝကိုအိမ်လို့မရဘူးအဲ့ဒီစုတောင်းဒီဒုတိယမြောက်တော့တတိယမြောက်လုံးဝကိုအိမ်လို့မရတော့တဲ့ခါမှာအဲ့ဒီဖိုင်ကိုလာသူ့ရဲ့လက်တော်ကလာခိုင်းဖြတ်ဖတ်ပြလိုက်ဖတ်ပြီးတော့ခြာပြီးတော့ဘယ်လောက်ဖာလာဘယ်လောက်ထူလဲဘယ်ခုဖာရှိလဲဆိုတာဖြစ်ပြတဲ့ဟာပဲအဲ့ဒီမှာဖွင့်လိုက်တဲ့အခါမှာမဒကာရဲ့လိဝတ်တဲ့တတိယပေါ့နော်ဒီဟာလူတွေကဘယီကိုတတ်မဲ့လူတွေကအကျဉ်းစီကိုပေါ်ထုတ်တဲ့ဟာတူတူတိတိအက်စတာကိုပြောလိုက်လို့အက်စတာကဘယီကိုပြောလိုက်တယ်အဲ့ဒီအကြောင်းကိုပဲပြည့်ဖွင့်ပြီးတော့ဖတ်လိုက်အဲ့ဒါနဲ့အဲ့ဒီမနကာယောနာတော့ဘယ်တော့မှအခုထိတော့နော်ဘာစတဲ့မှမပြရသေးဘူးဒီကောင်းဆုံးဆိုတာစဉ်းစားနေတဲ့အချိန်ဒါပေမဲ့လည်းဟိုဘက်ဟာမရကနေကြတော့မရကာကိုတက်မယ်ဒီယူဒီအားလုံးကိုတက်မယ်ဆိုတာအဲ့ဒီသူ့ကျန်စီရလည်းပဲဟိုကမရင်စီမရောက်ဘူးအဲ့ဒီကြားထဲမှာသူ့အဲ့လိုပဲဖြစ်နေတဲ့အချိန်မှာမရကာကိုတက်မဲ့စားအဲ့ဒီမှာဆူတောင်းချင်တာဘယ်လောက်ပဲသူက suffering စိတ်ဓာတ်အရာမိနေစိတ်ဓာတ်ကြတယ်နော်ဒီလောက်ကြီးအဲ့ဒီနေရာမှာဘယ်လောက်ကြီးလဲဆိုတော့ဇာယဝန်စောင်းထဲမှာလည်းပါတယ်တချို့ဟိုမှာကျန်နေတဲ့ အစတာနဲ့သူ့ရဲ့အိုလီဗာမဒကာဆိုတော့သူတို့ကဆိုရင်ဘန်ဂျမင်အမျိုးကြီးတယ်ဘန်ဂျမင်အမျိုးဆိုတော့ဂျူလိုမျိုးအခုပြောနေတဲ့အခါမှာဂျူဒာနဲ့ဘန်ဂျမင်ပဲဟိုမှာအစ္စရေးကိုခေါ်တယ်ဟာဒီကပေါ်ဆုံးဂျူဒာအဲ့ဒါကြီးအခုတော့အစ္စရေးကိုပြောအပေါ်နိုင်ငံတစ်ခုခွဲတဲ့အခါမှာအပေါ်ဖိုင်းနဲ့အောက်ပိုင်းတွေတော့အောက်ပိုင်းကကျတော့သူတို့ကဂျူးနဲ့ဂျူဒာနဲ့ဘန်ဂျမင်အမျိုးကြီးဖြစ်တယ်အဲ့ဒီကနေပဲသူတို့မျိုးအဲ့ဒီနေရာမှာ Darius King လက်အောက်မှာကျန်နေခဲ့တာပေါ့နော်အဲ့ဒါပြည်တာနဲ့အခုသူတို့ရဲ့မြို့မှာကျန်တဲ့လူတွေကအယောက်100ဂျူးလူမျိုး100
အာဂလာလုံးကိုအတိတက်ခါရတယ်ဆိုတာစိတ်တော့မကောင်းစရာဘူးအဲ့ဒါကိုဘုရားဘယ်လိုပြောင်းလဲလာတော့လဲဆိုတော့ဟိုမှာဟမ်မာရာလုတ်တဲ့ဒီမော်ဒကာကိုတတ်မဲ့နေရာသူ့နေရာဖြစ်တော့တယ်အဲ့ဒီမှာရောက်တော့အက်စတာအဲ့ဒီအကြောင်းကိုပြောလိုက်တဲ့အခါမှာမလီကိုတွေ့ပြီးတော့ပြောတဲ့အခါမှာစိတ်မမာတာအကြောင်းကိုအမျိုးပြောတဲ့အခါမှာအဲ့ဒီအကြောင်းကိုသူ့အနေနဲ့ oneness ရာအရာကောင်းတဲ့နေရာကနေ blessing ဖြစ်သွားတယ်ကျွန်တော်တို့တက်တာဆိုခုနရဆိုအများရှိတယ်ဒီလိုပြောချင်တာပြီးတော့ is the ရဲ့အတက်တာကိုပြောမယ်ဆိုရင်ငါအမျိုးကြီးဒီနဲ့အစားငါပဲတည်ခါတယ်တကယ်ဆိုတော့မကြီးနာသူတို့မှာအာနာပြည့်ပိုင်ရှိတယ်တကယ်ဆိုရင်သူတို့အချိန်မတော်တဲ့လာတယ်ဆိုရင်တော့ဒါကိုပဲပြီးလိုက်တယ်ဆိုရင်တော့အသက်ခံရမယ်ပြီးတော့ဒီလိုမျိုးချိန်မှာတို့အနေနဲ့မလာတင်ပြဘူးဒါပေမဲ့လည်းအဲ့ဒါတတ်နိုင်ဖို့ပေါ့နော်ခါတိုင်းငါချင်းဆုံးခံတယ်ဆိုတော့တော်လိုက်ရောအဲ့ဒါနဲ့တို့အနေနဲ့တို့အမျိုးတွေကဘတ်အားလုံးဒီချင်းတာတွေတော့ပြီးတော့နောက်ပါလည်းပဲကြည်ရတယ်ဆိုတော့ဒီမနကာယကိုအဲ့ဒီနေရာမှာဒုတိယအမြင့်ဆုံးပြောင်းမယ်ဆိုတော့ဒီပါရှယ်နိုင်ငံရဲ့ဒုတိယအမြင့်ဆုံးပြောတဲ့အခါကျတော့ Prime Minister စဉ်းစားတော့တာပေါ့နော်ဒီဘုရားသခင်ကသူတို့ပြန်ပြီးတင်ပြလိုက်တယ်ဒီတတိယဒီကျန်းစာကိုဖတ်ချင်တာပြီးတော့ဘာနဲ့တူတယ်ဆိုတော့ဇောစစ်တဲ့တက်တာနဲ့တော်တူတယ်ပြောမှာကျွန်တော်ကနေဒုတိယအမြင့်ဆုံးတဲ့ဖာရောဖြစ်သွားတယ်ဆိုတာပထမဆုံးကနေနိချက်ချင်းအရာတိကျတယ်ဘုရားနဲ့ဘုရားစကားရှိထားတဲ့တိုင်းပဲရှော့ဒါဆိုတော့ဇောစစ်ပါသူတို့လိုက်လာတိတဲ့ဒီဘုရားစကားပဲမှာရှိတယ်ကျမ်းနဲ့ဆိုတော့ဇောစစ်အနေနဲ့တော့ဒီအဲ့ဒီတော့ကပြောမယ်ဆိုတော့ဇောစစ်ဖြစ်မှာလူရပြောချင်ပြောပါပဲအဲ့ဒီတော့ကအဲ့ဒီလိုမျိုးဘုရားရဲ့ Ten Commandments ဆိုတာအပေါ်ဒီဘူးလို့ထင်ကြတယ်ဒါပေမဲ့ Ten Commandments ကဘုရားစကားဆိုတာဘုရားရဲ့လူတော်ဆိုတာကဘာစတဲ့လိုက်ရှိတာပြီလားအဲ့ဒါအခြေခံမှုလို့ဇောဆက်ပြီးတာနဲ့ဟိုမှာတော့ပြီးတော့အနည်း40ဒီပါမှာမောဆက်စ်ကသူအဲ့ဒီအကြောင်းကိုပြန်ကြည့်တယ်Ten Commandments အဲ့ဒါတွေပါပါတယ်အဲ့ဒီထဲမှာဘာဖြစ်လို့ဇောဆက်ပါလို့ပြောလဲဆိုတော့သူ့မှာငါဒီလောက်အဖြစ်မိမတဲ့ပြစ်ပါကိုပါငါဖျားကိုပါပြလို့လာကျူးလို့နိုင်တယ်ဘယ်စကားလာလဲဆိုတော့ပေါ်တီဖာမိမသူ့ကိုဇောဆက်နာနဲ့သူအိမ်ဆိုပြီးတော့သူဖာရောမရှိတဲ့အချိန်မှာသူ့ကိုခေါ်ပြီးတော့မရအဲ့ဒါဒီလောက်နဲ့အပြစ်ကြီးတဲ့အပြစ်ကိုငါဖျားကိုငါဘာဖြစ်လို့ပြစ်ပါနိုင်လဲဆိုတော့ဘယ်စိတ်သူတို့နှလုံးသားထဲမှာပါထားတဲ့ဘုရားသခင်ရဲ့ဘုရားတော်တကယ်သူနည်းလူဘောတော့အဲ့ဒါနဲ့လွတ်လပ်ခြင်းသူအနေနဲ့အစားပိုင်းမှာတော့ခံရပါပဲဘယ်နည်းလဲတော့ကြတယ်ကိုအပြစ်မရှိဘဲနဲ့ဆိုတာသူ့ကိုသူ defend လုပ်ဖို့သူတယောက်တည်းအမျိုးရ Israel နိုင်ငံမှာသူတယောက်တည်းသူလောကကနေလို့ဒါပေမဲ့ဘုရားရဲ့နာမမိထားမှန်ကန်သူတို့ဘယ်ကြားတဲ့နေရာပေါင်ကြားတဲ့နေရာမှာကန်နဲ့နေတော့နေတယ်ခါကျတော့ဘုရားရဲ့ခင်ကအလိုတော်ရှိတယ်။ဒီနေ့မှာမတော်ရင်အလုံးပါလဲဖြစ်ပေါ်တော့တကယ်ချင်းအလုံးပါပဲဖြစ်လူကြီးကသူ့ကိုအာရှာတာမို့လို့မောင်းရင်နေတယ်။ဒါမှမဟုတ်စကားတိမတတ်လို့သွားနေပြီ။ဒါပေမဲ့ကျွန်တော်တို့ခရိယာအသက်တာဆိုတာကျွန်တော်တို့စကားနဲ့ကျွန်တော်တို့အသက်တာကျွန်တော်တို့သတ်ပါတဲ့ခရစ်တော်ရဲ့တော်တာလုတ်တွေကိုင်ရရမှာပေါ့
ချစ်ချင်းမိတ်တာလေကျွန်တော်တို့အလုပ်ပါပဲကျွန်တော်တို့ထိတွေ့တဲ့ကျွန်တော်တို့ရဲ့ boss တွေလည်းပေါ့နော်မိဘဆရာတွေလည်းကျွန်တော်တို့ချစ်ချင်းမိတ်တာဒီလိုမျိုးနဲ့ကျွန်တော်တို့ထိတွေ့နေစတနည်းဒီကြရင်အဲ့ဒါကောင်းစုတယ်လားလူတွေကဘယ်လောက်ပဲဖြစ်ဖြစ်ပြောနေအနည်းနာအောင်ပြောကြတယ်ဒါပေမဲ့ခဏဘုရားရဲ့ခင်ကဒီအရာအားလုံးကဘုရားရဲ့ခင်ကမမိနိုင်တော့မြင်လို့ရှိခဏတော့ခုနကပြောတယ်လို့ဘောနော်အဲ့ဒီဝဂျီနာသူ့ရဲ့ chronicle ထဲမှာရေးထားတဲ့ပေါ့နော်အဲ့ဒီဟာမဒဝါယာသူ့အတက်ကိုကယ်တဲ့အကြောင်းတစ်ခေါက်ကယ်မိတဲ့အခါပေါ့နော်အဲ့ဒါကိုကယ်တယ်ဆိုတာသူ့အနေနဲ့သူ့ chronicle မှာရေးထားတယ်ဘယ်လိုကြည့်သူ့အနေနဲ့ပါရမီရှိတယ်အဲ့ဒီခါကိုအဲ့ကိုဖာတူတော့ဆိုတာပြီးတော့မှအဲ့ဒါအိတ်လို့မရဘူးတခုအဲ့ဒါဖတ်ခိုင်းတော့အဲ့ဒါပဲမဒကာယကနေအကြောင်းကိုပြောလိုက်တဲ့အကြောင်းဘယ်မရင်ကိုတစ်ခေါက်အသက်ကျေလိုက်တဲ့အကြောင်းအဲ့ဒါကိုပဲဖတ်ပြီးတယ်သူ့အစိတ်ထဲမှာအဲ့ဒါကိုအကောင်းပြန်စဖို့ဆိုတာရှိတယ်ဘုရားကတတ်တယ်တနည်းမှာကျွန်တော်တို့လုပ်တဲ့ဟာဒီမော်လေးဖြစ်စီကြီးနေဖြစ်စီပေါ့နော်ကျွန်တော်တို့မှာတကူကောင်းစီလုံးဝမပါပဲနေရာတိုင်းရာကြီးခရိယာပေါ့ဆိုတာဒီဟာအလေးတရားဖြစ်တယ်အဲ့ဒါကြောင့်ပြောမယ်ဆိုရင်တော့မုတ်တစကားဆိုတာကျွန်တော်တို့စကားပြောတယ်တော့မုတ်တမပါလိမ့်မယ်ချောဆိုပြီးမယ်ကျွန်တော်တို့ဘုရားစကားလုံးမုတ်တလုံးဝမပါဘူးဆိုတာမပါရဘူးဆိုတာကျွန်တော်တို့ Ten Commandments မှာရှိတယ်လူတယောက်ကိုအမှုချင်းအားဖြင့်ကျွန်တော်တို့ဒီလိုအဘာမလုပ်ဘဲနဲ့သူကအဘာဖြစ်တော့လူတရားဒီဘာအောင်လုပ်နေတယ်ကျွန်တော်တို့ကဘုရားနဲ့မပတ်သက်ဘူးကျွန်တော်တို့ပြီးတော့လူတယောက်ကိုအမြင်ဆောင်အောင်လူတရားအမြင်ဆောင်အောင်ပြီးတော့လူတယောက်ရဲ့ခံစားချက်အမျိုးမျိုးပေါ့နော်လူပြောက်တယ်အဲ့ဒီမှာဝန်တာရှုံမှုတခုခုရှိရင်ဝန်တာမိတာလို့ပါမျိုးမျိုးပေါ့နော်အဲ့ဒါကဆိုတော့ဒီ Ten Commandments ကိုကြည့်ချင်တာလေအရာကိုဘုရားရဲ့နှလုံးသားအဲ့ဒါဖြစ်စီတဲ့နှလုံးသားဖြစ်တယ်အဲ့ဒါကိုတချို့လူတွေကဒီကျမ်းစာထဲမှာဒါရတော့ကျွန်တော်တို့ဒီ Ten Commandments အကြောင်းပြောတဲ့အခါမှာလူတွေကမကြိုက်ကြဘူးစာတမာရလည်းမကြိုက်ဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့နှလုံးသွင်းဖို့မကြိုက်ဘူးငါတို့ကဒီ Ten Commandments နဲ့တက်ရှိတာပေါ့ငါတို့ကဘာလဲဆိုတော့ကြီးဥတော်ကြောင့်ဖြစ်တယ်ဒါရှိတော့ကြီးဥတော်ကြောင့်တော့မှာပါလေအခုကြီးဥတော်ဒါပေမဲ့လည်းကျွန်တော်တို့နှလုံးသားမှာဒီလိုမျိုးဆွဲလာဘုရားစကားကိုဆွဲလာပြီးတော့သူ့ရဲ့ဒီဥပဒေပေါ်တော့သူ့ရဲ့လောတွေဆွဲလာနေတဲ့ကာလပတ်ကျွန်တော်တို့အပြီးပြောတယ်အဲ့ဒါကတော့သာသနာ့မှာမရှိဘူးအဲ့ဒါကြောင့်ခုနဟာမန်ရဲ့အမိမှာသူ့ကိုဝစီတို့ကိုသူ့ရှိမှာစီခုဖို့တိုက်အဲ့ဒီမတော်ကားဒါပေမဲ့မတော်ကားရဲ့ဘုရားကလည်းလို့ကဒီခုစီမှာမရှိခုဆိုတာအဲ့ဒါတက်တယ်ဘုရားလည်းဒီကတော့တောင်းတယ်ဒီရတယ်အခုခေတ်မှာလည်းကျွန်တော်တို့ကတခါတလေစီမွေးလို့တဲ့အခါအမြင့်နည်းနည်းများအောင်ဆိုပြီးတော့လင်းလင်းတစ်ခုခုပါလာတယ်ဆိုတော့ဒီခေတ်မှာလင်းလင်းမပါဘူးဆိုတော့စီမွေးလို့မအစီမပြေဘူးလို့ပြောကြတယ်ဒါပေမဲ့ဘုရားလည်းဒီကတတ်နိုင်အခုခေတ်မမခံတဲ့နဲ့ပြောမယ်ဆိုတော့ချင်းတော်ပါဆိုတော့ကိုယ်ဘာလို့ဖြစ်စားလဲဆိုတော့ဘိန်းစိုက်ကြတယ်နေရာတိုင်းမှာဘိန်းတွေအဲ့ဒါဘယ်လိုပိုင်လဲဆိုကိုနာမည်ပြခါတော့ဘုအဖွဲတစ်ခုမဟုတ်တစ်ခုကိုလည်းလိုကရင်းပွားကြတယ်စိုက်တဲ့လူကတော့စိုက်တယ်ဒါပေမဲ့တာဝန်မတူတော့တာဝန်မရှိဘူးအဲ့ဒါ
စီအဲ့ဒါကနေမွေးထုတ်ပြီးတော့ကျွန်တော်တို့သားသမီးတွေကအဲ့ဒါစီးပွားရေးလုပ်စားကြတယ်ဒါပေမဲ့တချို့လူတွေကသူတို့ကိုယ်တိုင်ရတုံးသွားကြတယ်အဲ့လိုကျွန်တော်တို့ရဲ့အမျိုးတွေတုံးတော့မှဖြစ်ချစ်ပါရှမ်းပြီးကျွန်တော်83ကနေ86တိရှစ်တော့ရှမ်းပြီးမှာနေရာဒီတိုင်းမှာတော့ပြီးတော့မှဒီever grid တော့လုပ်ကြတယ်အဲ့ဒီနေရာမှာကျွန်တော် literature evangelist ကအဲ့ဒီတော့တဲ့နေရာတိုင်းမှာအချို့ဘင်းတွေကိုအဖြူရဲစီတယ်မဲစီတယ်အဲ့ဒီမဲတွေအများကြီးမိနေကြတယ်ဆိုတော့သူတို့ကငပြောရတယ်အဲ့လိုပဲထုတ်ထားကြတယ်ကျွန်တော်ဒီတော့ငပြီလာတယ်ငပြီမဟုတ်ဘူးလေအဲ့ဒါစီးပြီးတဲ့စီးပဲပြောတယ်စပါစီးနေဆိုတာသူတို့ကလည်းအဲ့လိုပဲမိကူမပြောတော့ဘူးလေကျွန်တော်မတီးဝဲတာကိုစီးတော့တယ်အဲ့လိုမျိုးအခုမုံပေါ်တို့ကချီနေတယ်တို့ကချီမြတ်တဲ့နေရာပေါ့နော်အဲ့ဒီရှမ်းပြည်အဲ့ဒီမှာတော့တဲ့ဒီလိုမျိုးဖြစ်စီနိုင်တဲ့ဟာတုံးချင်းအားဖြစ်ပေါ့နော်တချို့လူတွေကတော့လာကြီးလောက်ကြတယ်လည်းဒီကံပြီးတော့အစရကိုတိုက်တယ်တချို့လူတွေကဒါစီးပွားရေးလုပ်ကြတယ်ဒါပေမဲ့တခုမှအောင်မြင်မှုမရှိကျွန်တော်တို့ကဇုတ်ကြတဲ့ရောက်ပြရတာအရင်ပြောစကောင်းတယ်ဟိုဘက်မှာတကယ်ဆိုတော့ဒါပေမဲ့ပြောမယ်ဆိုတော့မင်းကလေးတွေဇုတ်ကြဆရာဘူးဇုတ်ကြရဘူးနေရာလဲပါသူတို့ဇုတ်ကြတွေမူးစီဝါဆွဲတယ်ဘင်းဆွဲဒါမှမဟုတ်တော့ဟဲ့မှာဆိုတော့ဇုတ်ကြတွေစီကြတော့တယ်ဒီလိုမျိုးတော့သူတွေအများကြီးရတယ်အဲ့ဒါပြောချင်တာကဘာလဲဆိုတော့မူးစီဝါကျွန်တော်တို့အမျိုးတို့အောင်လုပ်ပြလိုက်တယ်အဲ့ဒါတခါတလေတော့မမှန်မကန်ဘူးဆိုတာတည့်ရတာနဲ့လုပ်နေတယ်တခါတည်းကပဲလုပ်တယ်ဒါပဲလုပ်မယ်ဆိုရင်လည်းတခါမကောင်းဘူးကျွန်တော်တို့နှလုံးသားထဲမှာတွန်းနေလိုက်ချင်တာဖြစ်ပေါ့နော်အဲ့ဒါစူးစွားတော့ပါလာတယ် consequence အများကြီးပါလာတယ်ကျွန်တော်တို့အခုချိန်မှာလည်း consequence အများကြီးပါလာတယ်ဟာကျွန်တော်တို့ချင်းတာအခု being side ပြီးတော့မူကြီးစီဝါတွေအမျိုးမျိုးတော့ကြောင်းစိတ်ကြွစီတဲ့မျိုးကြောင်းအဲ့လိုနဲ့လုပ်ကြတယ်အဲ့ဒါကဘုရားမကြိုက်ဘူးဆိုတာသိတယ်ဒါတော့မကောက်ဘူးမမပြေဟာဒီမိုကရေစီနိုင်ငံဖြစ်တော့မယ်ဆိုတာအစအတန်းပါလဲဆိုတော့လင်ကူဆက်ဆံခြင်းလင်အခုကဆိုရင်ဘယ်လိုပြောမလဲကာဘူးပြောနေအဲ့ဒါဒီကောင်မှသူတို့မှာ right သူတို့အတွက် right သူတို့ကိုစဉ်းစားပြီးဆိုတာဟုတ်တယ်လို့ချင်းစဉ်းစားပြီးဒါပေမဲ့သူတို့ပြောင်းလဲနိုင်တဲ့လားတမတရားမြင့်ချင်တယ်ဆိုရင်တော့ဒီလောကမှာလူပြရတာကြောက်ကြတဲ့မိမပဲရှိတယ်ကြားမှာတယောက်အခုတခုမှမရှိဘူးဒီဆွေတဲ့နိုင်ငံမှာကျတော့အခုဟဲ့နေမှာရှိလာအဲ့ဒါ pronouns ပြောလို့ဆိုတော့ he နဲ့ she နဲ့အဲ့ဒါကြားမှာတခုခါထားတယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတွေမှာပြည့်စုံလာတာအဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံပြည်ဟာနေတဲ့နေရာမှာကျွန်တော်တို့ပုံမှန်ဘုရားသခင်ရဲ့ဂတိနှလုံးသွင်းဖို့အရာမျိုးတွေပြောဒီနေ့ဒီချိန်မှာလည်းစူတောင်းတဲ့အခါမှာနော်စူတောင်းချင်တာကျွန်တော်ပြောပြတယ်ပါလဲဆိုတော့ယောရှုအကြောင်းပြောမယ်ဆိုတော့စူတောင်းယောရှုစူတောင်းချင်တာဖြစ်တော့ပြောမယ်ဆိုတော့သူ့အနေနဲ့သူ့ဝန်းကျင်မှာဘယင်းဒီသူ့ရဲ့အကြောင်းကိုဘယင်းအများကြီးသူ့ဝိုင်းထားတယ်ဒီနေရာလေးကိုဒီမူချုပ်ခဲ့တယ်ဆိုရင်သူတို့ကိုဝိုင်းအောင်ပြီးတော့သူပြတ်တော့ဖယားတခင်ဆိုတော့နီကိုဟိပြီးတော့နီဆောင်းပါအောင်ဒီနေရာမှာကျွန်တော်တို့နေရာလေးရလုံချုံတဲ့နေရာရ
ဆုတောင်းခြင်းအဖြစ်ပြောခြင်းအဖြစ်ဘုရားသခင်ကနားဒီမိမဝင်မဲ့နဲ့ဒီရအခြားရင်းသူတို့ကိုအချင်းပြီးတယ်ဒါဆိုရင်တော့လူတယောက်ရဲ့လူအချက်ကိုဘုရားသခင်ကမြည်ပြီးတယ်ဘုရားအခုချိန်မှာခမရနေနဲ့လူအတဲ့ဟာပေါ့ဒီဟာလေးအလုံးမဟုတ်ဘူးဆိုရင်နီစရာနီလူချင်းရတယ်ဘုရားသခင်နဲ့မာမကန်ကန်စစ်ပွဲအခုလုံးရတယ်မဟုတ်ဘူးဆိုရင်တော့ဒီနေ့ငါတက်တာမှာတော့ငါတက်တာမှာပြောမယ်ချင်းတသာနေချင်းတယ်ဆိုရင်တော့မရဘူးကျွန်တော်တို့တကယ်လိုအပ်တဲ့ဟာဘုရားမိပါလိမ့်ဘုရားရှင်ကကျွန်တော်တို့ဆုမတောင်းခင်မှာဒီဟာကျွန်တော်တို့လိုအပ်တဲ့ဟာတော့ list ထားပြီးသားဖြစ်တယ်ဒီဟာကိုငါပြီးမယ်ဒါပေမဲ့တောင်းပါဆိုတာတောင်းဖို့ပဲရှိတယ်ပြီးပါပြီးဖို့အားလည်းကိုကျမရေးချူတဲ့တဲ့ချက်ပေါ့နော်ကျွန်တော်ဘုရားခင်ကပြီးလိုက်ကျွန်တော်ကျမကိုပြန်ကျမမယ်ဆိုတာကျွန်တော်ကတိခံထားတဲ့ဘုရားဒါအမှုတော်အတွက်မဟုတ်ရင်တက်တည်ခံဖို့ဒီကိုရောအတွက်အလေးတရားဖြစ်ပါတယ်ပေါ့နော်သူများအတွက်ခုနအဖြစ်တော့ကျွန်တော်တက်တာဒီနေ့ကစားတော့မှာဘုရားကျွန်တော်ဖျားလာတဲ့ကျွန်တော်ဘုရားရဲ့ခင်ကိုကျွန်တော်အဲ့လိုပဲတောင်းဆိုတယ်အဲ့ဒါနဲ့ဘုရားကခွင့်ပြုတယ်ကျွန်တော်အလုံးပါလဲတဲ့အခုပေါ့နော်အခုတွန်းနေတဲ့အလုံးပါတခါတလေအမေကအဲ့လိုဖြစ်တယ်မဟုတ်လားဘာဖြစ်လို့လူပြန်ဝင်တယ်လဲလူတွေကအဲ့လိုပဲပြောကြတယ်အဲ့ဒါမဝင်တင်ဘူးလေမဝင်တင်ဘူးဘာဖြစ်လို့မဝင်တင်တယ်လဲကျွန်တော်တို့ဘုရားသခင်တတ်တယ်အဲ့မဝင်တင်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့ဘုရားဘယ်လိုပါလို့တတ်တယ်လဲကျွန်တော်ယောဂဘယ်လောက်ကြောင့်မဟုတ်ပဲနဲ့ဘုရားကျွန်တော်ဘုရားတတ်မှုရှိတဲ့ဘုရားဖြစ်တယ်အဲ့ဒါကြောင့်တတ်တယ်အဲ့လိုတက်တည်ခံချင်တာပြင်ကျွန်တော် boss ကြီးခုနကတော့ရကြတယ်ဒါပေမဲ့လူဆိုတော့တသက်လုံးတော့လူဘယ်သူမှဒီလောကမှာတသက်လုံးတက်ရှင်မှာမဟုတ်တခါတလေကတော့မတိမတ်တဲ့ဖျားလိုက်ချင်တာဖြစ်ပြီးတော့တခါတလေကတော့ဒီတက်တာတော့ဘုရားလုံလောက်ဒီဆိုတာနဲ့အဲ့ဒါလည်းအဆုံးသတ်မှာဖြစ်တယ်တခါတလေကချင်းတော့မှလက်ခံချင်မှလက်ခံတယ်နော်ကျွန်တော်တို့အမျိုးတယောက်ဆုံးသွားတော့မထီမှတ်တယ်တက်ငယ်လေးနဲ့ဆုံးသွားတဲ့ခါမှာလူများလည်းစိတ်ကူကြတယ်ဝမ်းနဲ့ကြတယ်ငိုကြည့်ကြတယ်ဒါပေမဲ့ဘုရားလိုတော့ကျွန်တော်တို့ဟာမတိဘူးပေါ့နော်ဘုရားလည်းထင်မှာလိုအပ်တယ်လို့ကျွန်တော်တို့ကိုတိုက်တွန်းခဲ့တယ်အတိတ်ငယ်လေးနဲ့တက်ဆုံးတဲ့ခါကျွန်တော်ဟုတ်တယ်မိဘဒီအရာစိတ်နာပြီးတော့အရာဟိုကြည်ခွဲကြတယ်နော်အဲ့လိုဖြစ်ကြတယ်ဒါပေမဲ့ဘုရားလိုတော့ပါတယ်ကျွန်တော်တို့ပြန်ရှင်းလာမယ်ဆိုရင်တော့ဘာလုပ်လဲကျွန်တော်တို့ကဒီအရာတောင်းတာမဟုတ်ရင်ကျွန်တော်တို့ကဒီကောင်းကင်နိုင်ငံမှာရှုံးပဲတယ်ကျွန်တော်တို့တက်တာပေါ့နော်ချက်တာနေနေဆိုရင်ဘုရားစီဝါဒီကြောင့်ပြီးတော့ကျွန်တော်တို့ဒီတက်တော့ဒီတော့ရတယ်စာဝတ်နေရတော့လုံလောက်ပါလေဒါပေမဲ့ကျွန်တော်တို့စီးပြီးမှာပါကြတယ် consequence ပါလား no set way ပါ no set way ပါလားပြီးတော့ဒီကိမှာလည်းလည်းဆူဆောင်းပြီးတော့နိုင်ငံတော်အတွက်ဘာမှမထားပဲနဲ့ကိုအတွက်ပဲဆူဆောင်းကိုအင်းဒီကအစားကိုလုံးကိုပိုင်ဆိုင်တဲ့အရာအတွက်အကုန်လုံးကိုဆူဆောင်းထားတယ်ဆိုရင်ကျွန်တော်တို့ဒါအခုမှဆုံးသွားတဲ့ဒီဟာဘယ်သူကပိုင်တော့မလဲအဲ့ဒါကိုစဉ်းစားချင်တာပဲကျွန်တော်တို့အတိအမှန်ဘုရားသခင်စီကနေအတိညာအမေရန်အတိဒီကိုဘောတော့ဘုရားသခင်ကျွန်တော်တောင်းထားတာဖြစ်တယ်ဘုရားသခင်လိုအပ်တယ်ဆိုတော့အတိတ်ကရှိခိုင်းနိုင်တယ်ပြေကောင်းခိုင်းနိုင်တယ်ဒါပေမဲ့ဒါပြီးနဲ့ဘုရားသခင်ကဒီလောကမှာကျွန်တော်တို့ခံစားရမယ့်အရာဘောနော်ခံစားခဲ့တဲ့ဒီဝိညာဉ်ယောဂါတွေခံစားအခု
ဒီကဒီလိုတော့ပြီးတော့မှဒီလောကခဏလေးပဲဒီအောက်လက်ဘောအောင်လို့မျိုးတခါ emergency ဖြစ်တော့ပဲတော့တခါတော့အဲ့ဒါမဟုတ်ပဲကျွန်တော်တို့ကြီးစီမှာသာဝရတဲ့ပုံပြီးကစားစတာဒီလောကမှာတော့ချင်တာကျွန်တော်ဒီနေ့ဘိုက်အရန်စားတယ်စားကြပါတော့မရှိဘူးသူတီးတောင်းအရင်ကခင်ဗျာဒီနေ့အတွက်စားပြီးပါဆိုပြောပြီးတယ်တနည်းတော့အဲ့ဒါကြောင့်ကိုယ်တိုင်းလုပ်ပြီးတော့မှmanagement လုပ်ကိုဟာနဲ့ကိုလုပ်စားပြီးတော့မှဒါဆိုရင်တော့ဒါတက်လုံးတော့ဒီဘောစားနိုင်ပြီဆိုအဲ့ဒါလည်းဒီကအသက်ခဏလေးတော့အချို့တကယ်ချင်းရှိတယ်အဲ့လိုပြောမယ်ဆိုတော့ကျွန်တော်အရန်ဝန်တဲ့ခဲ့တာပေါ့နော်အစားပိုင်းမှာတော့သူတို့အနေနဲ့ဒီလိုမျိုးစီးပွားရေးလုပ်ပြီးတော့မှတအားချမ်းသာတယ်ပါစီးပွားရေးလဲဆိုမပြောဘူးဒါပေမဲ့လည်းတချို့ကြီးဆိုတော့ဘယ်လောက်ဖြေလုပ်ကြတယ်လဲဆိုဖန်စီတာတို့အိန္ဒိယကနေဖန်စီတာအရေးတွေကိုအမုတ်ဖြစ်အောင်လုပ်တဲ့နည်းတွေကိုခနဲ့ကိုလုပ်ကြတယ်အဲ့ဒါအမုတ်ဖြစ်ပြီးတော့မှပါပါပြီးဆိုတော့ဒီမှာဘူလီဒီဘူအဟောင်းကြီးအဲ့ဒါဒီကပ်ပြီးတော့ပါပါပြီးအဲ့လိုပဲပြန်ဖြေပြီးမှကြောင်းချင်အဲ့လိုမျိုးဒါမိတဲ့ချီအဲ့ဒါလေးလုပ်ကြငါတို့ဒါအစင်တော့လုံးပြီးတခါတည်းနဲ့ဒါဒီကိုတရုတ်ပြည်ရောက်ပါကားထူထပ်ကြီးနဲ့ကြောက်တာတခါတည်းနဲ့သူတို့အနေနဲ့တကယ်လို့စားဖို့လုံလောက်ပြီချီတဲ့အခါမှာနားလိုက်တယ်လူအထက်ကမကျင်ဘူးအဲ့ဒါဘုရားခင်ကျွန်တော်တို့ဒီမှာမြင့်ပြုဖို့စိုက်သူဒီလူဘောတော့အစပိုင်းမှာကျွန်တော်ပြောခဲ့တယ်ဒီခါနာနိုင်ကိုမျိုးဒီပြီးတော့အမောရိုက်ကိုအမလက်ကိုအဲ့ဒီဣသရေလဇာတိဘာဖြစ်လို့ဘုရားခင်ကဒီလောကကနေသူတို့အမျိုးတွေပြောသူတို့တာသမီးရဲ့ကိုယ်မှုတသူတို့ရဲ့တရိษံအကုန်လုံးတတ်ပြီးတော့မှသူတို့ပိုင်ဆိုင်တဲ့ဟာဒီသူတို့စတနာတဲ့ကိုယ်မှုအဲ့ဒီမှာတတိယမှာလောထားပြီးတော့မိရှုခိုင်းတယ်ဒါဘာဖြစ်လို့လဲတန်ရှင်းခိုင်းတယ်ဆိုတော့သူတို့ကမကောင်းတဲ့ဘုရားခင်ကအခွင့်ပေးတယ်ပြောင်းလဲစီဖို့အခွင့်ပေးတယ်ပြီးတော့ဘုရားခင်ကမကြိုက်တာကလည်းဆိုသူတို့ရဲ့ဓာတ်မီးကိုဇစ်ပူရောက်ကြတာပေါ့သူတို့ရဲ့နတ်ဘုရားအမျိုးမျိုးစီကနေသူတို့ဓာတ်မီးတွေကိုဇစ်ပူရောက်ပြီးတော့မှဓာတ်မီးတွေကိုအဲ့လိုပဲလုပ်ကြတဲ့အခါဘုရားကမကြိုက်ဒါပေမဲ့ဝေါ်ဒီအများကြီးပြည်နေမှာမကြိုက်အခုကျင်းစာထဲမှာလည်းတွေ့ရတယ်ပေါ့နော်ဣသရေလအီဂျစ်ပြည်မှာအနည်း430လောက်ကြာတော့တယ်အဲ့ဒီတော့ဒီမှာလည်းဒီခါနာနဲ့လူမျိုးတွေခါနာမှာပြည်မှာနေတဲ့လူမျိုးတွေဘုရားရဲ့ခနာဝါဒီပြည်ဒါပေမဲ့သူတို့ကနားမထောင်ဒါဆိုတော့သူတို့အမျိုးတွေတော့ပြတ်တတ်ကြတော့ချာရတော့စစ်တဲ့တဲ့တိုင်းနဲ့ဒီတော့ကြတယ်ဒါပေမဲ့သူတို့တောင်းရာဒီအကုန်လုံးတတ်ကြပြီးတော့သူတို့ရဲ့တရိษံကိုလည်းအကုန်လုံးတတ်အဲ့ဒါတွေကိုလည်းဘုရားပြန်ပူဇော်ဖို့မခေါ်လာခိုင်းမှုရတယ်ဘုရားလည်းဒီနေ့မိပတ်တယ်ဆိုတဲ့အားကြောင့်အကုန်လုံးသူတို့ပိုင်ဆိုင်တဲ့အိမ်ထဲကပစ္စည်းတွေအဲ့ဒါတွေကိုလည်းအကုန်လုံးတတိယမှာစုခိုင်းပြီးမိရှုခိုင်းတယ်အဲ့ဒါကိုပြန်တော့ဘာကြောင့်လဲဆိုတော့ဘုရားရအပိတရားကိုမုန်းတာဖြစ်တယ်ဘုရားကျွန်တော်တို့ကိုချစ်တယ်ဒါပေမဲ့အပိတရားကိုမုန်းတာဘုရားအဲ့ဒါကြောင့်ကျွန်တော်တို့ဇတ်တည်တဲ့နေရာမှာခိုင်မာဇတ်တည်ဖို့လိုအပ်တယ်တခါတည်းတော့ငါကြောင့်လို့ဘုရားရောက်ကြည့်မုန်းမှာမဟုတ်ဘူးထင်တယ်အဲ့လိုမျိုးဘုရားကိုကျွန်တော်တို့တခါတည်းစံစမ်းတတ်တာပေါ့ဘုရားရှိရှိလို့ကျွန်တော်တို့တက်ရှိသေးတယ်တခါတည်းလည်းလို့လုပ်ပြီးတယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်တယ်ဘုရားကြီးကျွန်တော်အဲ့လိုဒါလေးတော့ဘာမှမဖြစ်လို့ဘူးကြည့်ဆိုပြီးတော့မားတယ်တည့်ရက်ကနေလုပ်ပြီးတာရှိတယ်ကျွန်တော်တို့တက်တာမားမှန်ကိုခွဲချက်တဲ့ကျွန်တော်တို့ဦးနောက်ဘုရားကြီး
ခါတလေကကိုယ်အတွက်ကိုယ်အန္တရာယ်ရှိတယ်ကိုတိရက်တာထပ်လို့အဲ့ဒါကြောင့်နောက်ဆုံးမှာလာထွက်လမ်းရှိတော့တဲ့အဆုံးထိမှာတည်ခြင်းတရားနဲ့ဆုံးမှာဖြစ်တယ်။ဒါကြောင့်ဒီလောကမှာလမ်းရှိတယ်တလမ်းကျတော့ကျင်းတော်လာတလမ်းကျတော့ကျေတော်လာဒါပေမဲ့ဒီလောကမှာကျင်းတော်လာမှုလိုက်ချင်တယ်ကျွန်တော်တို့ကျမ်းမာရေးဥပဒေကိုလိုက်မလားပြီးတော့ဘုရားသခင်ရဲ့ဘုရားသခင်တို့တဲ့လမ်းကျင်းတော်လာဆိုငါတို့ကိုထင်းချုပ်တယ်ဘုရားစကားနဲ့တာနေတယ်ဘုရားရဲ့လုပ်ခိုင်းတယ်လို့လုပ်တယ်ကျွန်တော်တို့စီးပွားရေးဆိုင်နဲ့ဘုရားတို့လည်းရှာတယ်ဆိုဒီလောကမှာအသက်ရှင်လို့ခက်တယ်ပြီးတော့ရှိနေမယ်ဒါပြီးတော့ဘုရားသခင်ကျင်းတော်လာဆိုတော့ပါလေဒီမှာချက်တော်လာဆိုတဲ့အခါကျတော့လူတိုင်းကစီးပွားရေးလည်းလိုလည်းလုပ်ဖြစ်တယ်လို့နဲ့လုပ်ကြတယ်အသက်ရှင်ဖို့တာဟောပြီးတော့ဒီလိုပေါ့ကျွန်တော်တို့ဟိုပုံလေးကောင်ကအဆုံးမလို့ဘူးလေဒါကိုစိတ်နဲ့ကိုဘုရားခင်နဲ့ဆက်သွယ်လို့ရတယ်စကားတော့လို့ရင်းနေဒါပေမဲ့ဘုရားကဒီစကားပါပြီးလို့ပြီးထားတယ်ဆိုတာလိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခါတလေရပုံဆောင်တာဆိုတာဒီမှာဘောတော့တချို့ကျွန်တော်တို့စိတ်နဲ့တင်းညာပုံဆောင်တယ်ဆိုတဲ့အခါကျတော့တော့ဂျန်နေဝဲကနေစနေနေ့နေပြီးဆောင်ကြတယ်အဲ့ဒီတော့ပြီးတော့ဘာမှမလုပ်ဘူးကျန်စာထဲမှာပါပြီးထောက်ပြရကျန်ကမ်းချင်း20ကိုဖတ်လိုက်တယ်ဆိုတော့အကုန်လုံး20ခန်းငယ်ရှိကနေဖတ်မယ်ဆိုတော့ရှိတယ်ဒါပေမဲ့ဘာမှပြီးမှတချို့လူတွေတကယ်ချင်းနေတဲ့ကျွန်တော်ပေါင်းတဲ့အခါမှာဘုရားကြောင့်ပေါင်းတယ်ဘုရားကြောင့်ပေါင်းတယ်ဆိုတော့နာယီပြည့်မဲ့ဘုရားဘယ်လိုလဲဥပုံလေးပုံစံမျိုးဖြစ်တယ်အဲ့ဒါပြည်တာနဲ့လွတ်တော့ပြီဆိုတာအဲ့လိုမျိုးလုပ်တဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်ကအဲ့ဒါကြောင့်ပြောတာကတော့တချို့ဒီ comment တချို့ comment တွေမှာတော့မမီနဲ့လို့တော့ပြောဖို့တခါဒါပေမဲ့ဥပုဆောင်ဖို့မမီနဲ့ဆိုတာဘုရားသခင်ကလုံးဝမမီဘူးခက်တယ်ထိုက်ခါတည်းလေးပြောတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘုရားနဲ့အတူညီမယ်အနည်းဆုံးတော့24နာရီအတွင်းပေါ့နော်အဲ့ဒါကျွန်တော်တယ်လီဖုန်းတွေပြီးတော့တခြားမစင်းစားတဲ့ဘုရားတရားနဲ့တာစီစုပြီးတော့မှကျန်းစာပတ်ပြီးတာတချင်းတွေဆိုအဲ့လိုမျိုးလို့ချင်းအားဖြင့်ကျွန်တော်တို့ရဲ့ဘာလီကျွန်တော်တို့ရဲ့ကိုခန္ဓာကိုအတိတ်တဖန်ပြင်တယ်မွေးပေါ်တာအတိတ်တဖန် renew ပေါ်အဲ့ဒါအရာမျိုးတာဒီလောကမှာဘာဖြစ်လို့ stress ယောဂါဖြစ်တယ် stress ယောဂါကျွန်တော်တို့နားကြည့်စီအခုဘုရားဆောဘုရားကြောင့်တော့နာယီပဲလာမယ်ဒါဆိုရင်နာယီပြလာနဲ့အလောကဆောဘွယ်ပြီးလုံးနေတယ်အဲ့လိုဆိုတော့နားရချင်ရှိတော့ဘူးအဲ့ဒါကြောင့်ဘုရားသခင်ကအဲ့ဒီကျမ်းချက်ကိုကျွန်တော်ဖတ်မှဖြစ်နေတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်စီဒနာနဲ့မောတာပြောချင်တယ်ကျွန်တော်စနေနေ့ကဘာလို့ပြောချင်လဲခင်ဗျားတို့ကဘုရားနဲ့တာအဲ့လိုပဲဒီခဲ့တယ်ဆိုကျွန်တော်တို့ကလမ်းစားကိုလုံးစိတ်နှလုံးနဲ့ပေါ့ပါဘာလဲဆိုတော့အနာယူနေဆိုတာဘုရားကြည့်ချင်တာပါတခါတော့ဖတ်ပြီးဒီဥစ္စာဒီအကြောင်းကိုပေါ့နော်ဒါနောက်တစ်ခါလည်းဒါပဲဆိုတာအဲ့လိုဖြစ်ကြတယ်နော်တကယ်ဆိုတော့ဒါလူများတိလာတဲ့အခါမှာဘာဖြစ်လို့လွယ်လောကမှာ7ရက်တင်းနေတက်ရှိဆုံးလဲဆိုတာဘုရားသခင်ကကတိပြီးတယ်နော်တကယ်ဆိုတော့လူတာမန်လူ US မှာတာမန်လူ80အသက်ရှင်တယ်ဆိုရင်7ရက်130တော့တက်ရှိတယ်ဘာဖြစ်လို့လဲအဲ့လိုscientist တွေလည်းဘာဖြစ်လို့လဲဆိုတာတွတ်တဲ့အခါမှာ
အဲ့ဒီပုဂ္ဂိုလ်ဆောင်တဲ့ဟာနာကြီးပေါ့ပြည့်လိုက်တဲ့ဒါကိုအခုဘုရားတခင်ကပြေးတာဖြစ်တယ်ဆိုတာတိတိကျကျတို့တက်တည်ပြအဲ့တော့ဒီတော့ကျွန်တော်မပြောချင်တော့ဒါပေမဲ့အဲ့ဒါကိုဘုရားကိုကျွန်တော်တို့ကပုဂ္ဂိုလ်ဆောင်ဆိုတာဘာမှမလုပ်ဘဲနဲ့နားမယ်ဆိုတော့အဲ့ဒါမဟုတ်ဘူးဘုရားကိုဆက်ကပ်တဲ့အခါမှာအခုခေတ်ကတော့ဒီလိုမျိုးပုဂ္ဂိုလ်ဆောင်ဆိုတာလူရအခရိတော်ဘုံပဲလို့ပြောနေတာလွယ်တယ်ဟုတ်တယ်အဲ့ဒါလည်းပဲမှာဒါပေမဲ့ကျွန်တော်တို့ကိုခန္ဓာတော့နားဖို့လို့ဘုရားရှင်တက်တာနားယူလိုက်တယ်ဆိုရင်ရက်ပေါင်းတစ်ထောင်ကိုတရက်ကိုဘုရားနဲ့တာနေခဲ့ရက်ပေါင်းတစ်ထောင်ရှိတော့မှတရက်ကိုပဲခံဆောင်မှာဖြစ်တယ်ဆိုတာလူကြီးမထင်ဘူးနော်ဒါဘုရားနဲ့စာဘုရားနဲ့ဆိုရင်တော့ရက်တရားရက်ကိုတစ်ထောင်ပဲဖြစ်နေတယ်အဲ့လိုပဲပြောချင်တယ်ဒါပေမဲ့မဟုတ်ဘူးနော်ဘုရားရဲ့ခင်နဲ့တာလို့လည်းနေတယ်ဆိုရင်ရက်တစ်ထောင်ကြာတော့မှတရက်ကိုလည်းဖြစ်တယ်လူခံစားချက်ပေါ့ဘယ်တော့ဒီခုနဖြစ်တာလဲဆိုတာအဲ့ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်တော့ကျွန်တော်တို့စီးပွားရေးလုပ်နေတာပဲဖြစ်ဖြစ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အချိန်တိုင်းပိုင်းမှာဘုရားရှင်ကစက်ကပ်ထားတယ်ကျွန်တော်တို့အသက်တာဘယ်လောက်ကြာလဲဆိုတာမသိဘူးလေဒီလိုနဲ့တာဘုရားနဲ့တာတပတ်မှာတစ်ခါတရက်တပတ်မှာတရက်ပေါ့တရက်လုံးအဲ့လိုမျိုးတာဒီတော့တဲ့အခါမှာကိုခန္ဓာရဲ့ကျမရေးပဲဖြစ်ဖြစ်ပေါ့စိတ်ပိုင်းဆိုင်ရာပဲဖြစ်တော်လေးကိုအားကောင်းတော့ဖြစ်တယ်ဆိုတာလူတိုင်းကသိပါတယ်။呀，后面有讲的看起那些看起看的信嘛，我们呢有担心说表情啊，图你一个奥秘咯。sau nhất phần lòng lâu chú sa lâu lúc sau đó tất cả mọi việc thì ni phải ăn thì thảo ra phải ăn vô cùng bị phí thu ni này tin ma sai tin nhẹ ta mi chun dọc cha minh mà trick sa tin nhẹ ta cả đuin này ni do e ke akan do di alo malo ya acha muka thara bya ni mu kong ge mi chi tamu de ya ajat jat nai chi nya du ko 6ရက်တွင်ဖန်ဆင်း၍တတိမအနိယ၌ဘင်းဝတ်စွာနေတော်မူ၏ထို့ကြောင့်ထာဝရဘုရားသည်တတ္တမ၏နိယကိုကောင်းချီးပြီး၍တတ်ရှင်းစေတော်မူ၏အဲ့ဒါဖြစ်တယ်ဥပုံနေလည်းပတ်သက်ကြပြီးတော့လူကြီးကဘာဖြစ်လို့ကျွန်တော်အသက်အတူတယ်လဲကျွန်တော်အဖေကဘာဖြစ်လို့အသက်အတူတယ်လဲလူကြီးကပြောချင်တယ်အဲ့ဒီနေရာမှာဘာလဲဆိုတော့ကတိရှိတယ်တော့ဘယ်ရတယ်ပြီးတော့ကိုယူပြီးဆိုပြီးတော့ဒီလောကမှာအသက်ရှိဖို့အတွက်မိဘကိုယူပြီးဆိုပြီးတော့အဲ့ဒါဟာလူကြီးကမထင်ကြဘူးတော့တခါတည်းအဲ့ဒါကျွန်တော်တို့မိဘစီမှာလုပ်တဲ့အခါမှာကျွန်တော်တို့မိဘကအတူလိုရမှာလဲလူတခြားလူထက်တော့မှအင်္ဂလိပ်လိုပြောမယ်ဆိုရင်နိုင်ပြောရမှာတော့တာလေးတွေဖြစ်နေတယ်ဒါပေမဲ့လည်းဘုရားစကားတကယ်ထိရောက်တယ်ယူပြီးဆိုပြတယ်ဆိုတဲ့အခါကျတော့ကလန်ကဆာမလို့ဘူးဒါပေမဲ့မိဘပြီးမားတဲ့အခါကျတော့မားတဲ့အကြောင်းကိုပြောရမှာဒါပေမဲ့ပြောပြတဲ့နေရာတွေအမျိုးရှိတာပေါ့နော်ပြီးတော့ဒီမှာဖတ်သွားတဲ့နေရှိတော့အဲ့ဒါကျွန်တော်ဗမာပြည်ပြန်လို့ကကျွန်တော်အမျိုးတယောက်ညာကောင်မှာသူကစီပွားရေးလည်းလုပ်ပြီးတော့မှဒါပေမဲ့သူ့အဖေကစောစောတည်းပြီးတော့ဆုံးသွား
သူကိုယ်တိုင်ပဲလှုပ်ရှားနေတဲ့အခါမှာအဘလေးအဲ့ဒါကျွန်တော်ဖြေရမှာဖြစ်လို့တက်နေနေလေးနဲ့ဆုံးသွားတယ်အဲ့ကျွန်တော်မဖြေတတ်ဘူးဒါပေမဲ့အဖြေရဘူးလေအသက်ရှင်တဲ့အခါမှာဘယ်လိုမျိုးနဲ့အသက်ရှင်တယ်တကယ်ဆိုရင်တော့ဒီလောကမှာမိဘကိုယူပြီးဆိုပြရမယ်ပြီးတော့ကိုယ်ကျမ်းမာရေးကိုလည်းပြုစိုက်ဖို့တာဝန်ဘုရားပြီးထားတယ်ပြီးတော့အလုပ်လုပ်တဲ့အခါမှာနားချင်လို့ရှိရတယ်အလုပ်လုပ်ချင်ရှိရတယ်ပြီးတော့အမေရာဘောမှာအိကြီးဘောမှာအိဆိုတာအဲ့ဒါဒီကိုဘုရားကျမ်းစာထဲကနေအကုန်လုံးကိုသိရတာဖြစ်တယ်အဲ့ဒါကိုလို့လိုက်ရှာတယ်အခုကိုယ်တိုင်ဒါကိုတရားဘယ်လိုအလုပ်လုပ်တယ်သူ့ကိုပြီးတဲ့အခါအဲ့ဒါဆိုတော့ကျွန်တော်ကိုယ်တိုင်မှကိုယ်တိုင်တော့မှအသက်ရှင်မှာမဟုတ်ဘူးချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုမိဘတွေကိုပြန်ကြည့်ဆိုဖို့ဆိုတာအဖေကဆုံးသွားပြီဒါပေမဲ့လည်းအလုပ်ကအများမဟုတ်တဲ့အခါကျတော့မနာရဘူးလို့လုပ်နေရတယ်။အဲ့ဒါအတွက်တော့ဘုရားကိုယ်တာဦးစားပြီးတော့အဓိကကတော့မိဘကိုဆိုပြီးဆိုပြလို့ဆိုတဲ့အခါမှာကိုယ်နဲ့ဆက်ဆိုင်တော်လူကြီးပဲဖြစ်ပေါ်တော့ကိုယ်နဲ့ဆက်ဆိုင်တော့အင်းကြီးချင်းပဲဖြစ်ပေါ်တော့အဲ့ဒီလူကြီးတွေကိုလည်းကစုဆိုင်ပြီးတော့သူစားပြီးအဲ့ဒါလို့ချင်းနာဖြစ်ပေါ်တော့ဘုရားတခင်ကလူဒီအသက်ရှင်တော့လုပ်ပြီးနိုင်တဲ့အကြောင်းဘာလို့အဲ့ဒါဒီလောကမှာအသက်ရှင်ပေါ်တော့အဲ့ဒီအကြောင်းပြောတဲ့အခါမှာသူအနေနဲ့အဲ့မှာဒါဆိုတော့ညအသက်ပြောင်းလဲမှာဖြစ်တော့တယ်ဆိုတော့လူတွေကဘာဖြစ်လို့အခုချိန်ဘာဖြစ်လို့တက်တူတည်သွားကြတယ်မမပြီးမှာစိဖြစ်လို့ပြောမှာပဲဘာကြောင့်လဲစိဖြစ်တာလဲလို့ဆိုအာနာလို့ဘာဖြစ်လို့အာနာလို့တာလဲထပ်ပြီးတော့ကျွန်တော်တို့မပါဝင်တဲ့နေရာဘုရားသခင်တာမဟုတ်ဘူးဘုရားသခင်ကအလိုရှိတယ်ဆိုရင်တော့တကယ်ဆိုရင်တော့ဒီစစ်မဖြစ်ဘူးကျွန်တော်တို့အဆူတောင်းဖို့ဖြစ်တယ်စစ်ဖြစ်တာတော့နေရာထဲမှာစစ်ဖြစ်တာအကောင်းဆုံးဘာမှမပေါ်ပါဘူးခရစ်တော်ကလည်းပြောတယ်နိုင်ငံတကာမှာပြုတ်သွားတယ်ဆိုတော့ပြည်သူစစ်ဖြစ်တော့ပြုတ်သွားမှာအဲ့ဒါဆိုတော့ကျေးစီးပွားရေးချက်စီမှာအဲ့ဒါဆိုတော့စာတာနိုင်ငံကိုပြောချင်တယ်စာတာအငယ်တိုက်နေတယ်ဆိုရင်တော့ဒီစာတာနိုင်ငံတော့ဒီခိုင်မဲ့ပါမဟုတ်ပြောချင်တာလူကြီးကတချို့လူတွေကခရစ်တော်နမိတ်လက္ခဏာလုပ်တဲ့အခါမှာဒီဟာစာတာတကူကြောင့်လုပ်တယ်ဖြစ်တယ်ဆိုပြီးတော့ဆွကြတာနော်အဲ့ဒီချိန်မှာခရစ်တော်ကပြောလဲဆိုစာတာကတခြားစာတာကိုအဲ့လိုဘောင်းထုတ်တယ်ဆိုရင်တော့ပြည်တွင်းစစ်ဖြစ်တယ်လို့ဖြစ်နေတော့အဲ့ဒီပြည်မှာဘယ်တော့မှကျန်တာမဟုတ်ဘူးအဲ့ဒီလိုစာတာနိုင်ငံတော့ဘယ်တော့မှအဲ့လိုမျိုးမဟုတ်ဘူးဆိုတာသူကထုတ်ပြတာဖြစ်တယ်အထူးဒီဘောတော့မမပြဟာပြည်တွင်းစစ်ဖြစ်တယ်ကြာတော့အခုဖြစ်ကျွန်တော်အရာကိုဝတ်နေတဲ့အကြောင်းပေါ့ကျွန်တော်တောင်းနေဖက်တဲ့ချင်းတွေချစ်အရာချစ်ခင်တဲ့တောင်းနေဖက်တဲ့ချင်းတွေတချို့ဒီဆိုရင်ညမှာတောင်းနေအတူနေကြတယ်တချို့တွေပိုးနာဒါပေမဲ့ပြန်ပြီးတဲ့အခါမှာဒီလိုတရားတော်တယ်မှာပုံပြီးသွားတယ်ရောကကြီးဒီမှာကျွန်တော်အရာလုံးနဲ့ဗာလဲဆိုတော့ဘောင်းပြီးဆက်ဆံရမ်းကောင်းကြတယ်ဒါပေမဲ့ဒီပြည်တွင်းချစ်ကြောင့်တို့ဟာတရားမှမကျတော့အဲ့လိုဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့အတွက်အခုခေတ်မှာအားထားရမယ်လူကြီးမကျန်တော့ဘူးကျွန်တော်အတိအကျဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ဝမ်းနဲ့ဆိုတာပြည်တွင်းချစ်ဆိုတာတခါဆိုတော့ဘုရားအလိုရှိတယ်ဆိုရင်စစ်မဖြစ်တဲ့နေရာတွေများရှိပါတယ်။ဒါဆိုတော့ကျန်စာလာပါလဲဆိုတော့နေကိုရကိုချင်းရမယ်ဆိုတာခရစ်တော်ရဲ့တူညီချက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါကင်တယ်ဆိုဒါနဲ့ပဲတည်တော့မှာဖြစ်တယ်ပြီးတော့တနက်ကင်တယ်ဆိုတနက်နဲ့ပဲတည်တော့မှာဖြစ်တယ်ဒီတည်ချင်းတရားဟာ
သူအတက်သူနဲ့ဒီတော့ကြတဲ့အဲ့ဒါဘယ်ဟာလို့ရှိသလားအဲ့ဒါမီးမြန်းမှုလားကျွန်တော်တို့စိတ်ထဲမှာမီးမြန်းတော့အရာနာအခုနောက်ဆုံးကျွန်တော်တို့လူကြီးတွေခေါင်းဆောင်လူကြီးတွေကျွန်တော်အာခိမန်တို့မြန်မြန်လုပ်ခဲ့တယ်။ဘာလဲဆိုတော့ဒီလူငယ်တွေကသူတို့ဝိညာဉ်နဲ့တော့တယ်။သူတို့ဒီကနေ့စစ်တပ်ထဲမှာပြီးသွားတယ်ဆိုကျွန်တော်တို့ထာဝရတရားမှာမရဘူးလား။အဲ့ဒါတွေကိုစစ်နားကြည့်ချင်တာပြီးကျွန်တော်ဝန်နဲ့အရင်ဝန်နဲ့ခဲ့တယ်။ဘာလဲဆိုတော့ကျွန်တော်တို့လောကရဲ့ politics ဟာဆိုဘယ်အမှအဆုံးမမဟုတ်အခုကျွန်တော်တို့တမိုင်းမှာတည်နေတဲ့ Alexander the Great တို့သူတို့အနေနဲ့ Great လူမျိုးပြီးတော့တကဘာလုံးကိုလွှမ်းမိုးအောင်စစ်တိုက်ပြီးတော့မှအိန္ဒိယပြည်အိန္ဒိယအင်းဆိုလို့အဲ့ဒါမိတီရောက်ခဲ့တယ်ဒါပေမဲ့ဂျာမန်နဲ့ချန်ခဲ့တဲ့ဒါမှမအဖတ်မဖြစ်ဘူးသူအနေနဲ့သူရဲ့ culture နဲ့လည်းကိုတော့လွှမ်းမိုးခဲ့တာပေါ့နော်လောကဒါပေမဲ့ကျွန်တော်တို့ဗမာပြည်အခုလူငယ်တွေဟာခရုစိတ်ကိုဘာလို့အမျိုးမျိုးဝိညာဉ်နဲ့အမှလူကြလာအဲ့ဒါမျိုးလုပ်နေစားကျွန်တော်တို့လက်နဲ့ကင်နိုင်ပြီးဆိုရင်တော့73နှစ်ကလေးတွေကိုယူသွားပြီးတော့တက်စစ်တက်ခဲ့တယ်အဲ့ဒါမျိုးကြတော့လုံးဝမဟုတ်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့အရန်ဆိုဝန်နဲ့လေဆိုတာဒါကြောင့်ဒီလောကကျွန်တော်တို့တက်ရှင်ရတာတခဏပဲအမှားတိုင်းပြုနေဆိုရင်တော့ကျွန်တော်တို့ဗမာပြည်ချင်းမှာဂျာမရှိဘူးအဲ့ဒါမိလိုက်ဖို့ပဲရှိလို့လေကျွန်တော်ကြည့်တာပေါ့နော်အဲ့ဒါဒီအချင်းမှာဒီလောကမှာတချို့နေရာတွေမှာကျတော့အလေးငယ်ငယ်လေးသူတို့လက်နဲ့ကန်လိုက်ပြီးဆိုလက်နဲ့ကန်ခိုင်းပြီးတော့မှစစ်တပ်ပိုက်အဲ့ဒါပဲတိုက်တူနေတာခါကြတော့အဲ့ဒီကလေးတွေရဲ့ဘောကလေးတွေကသူတို့မှာလိုအပ်တဲ့ဒီလောကရဲ့ပညာပြီးတော့ဒီဘုရားတရားနဲ့ပတ်သက်တဲ့ပညာတွေဘာမှမသိတော့အမင်းနဲ့ဘာမှမရှိတော့အဲ့လိုပဲဖြစ်တော့ဒီလောကဆိုလက်ဆိုလာတကယ်လို့ဒါဒီလိုမျိုးတက်ရှင်တော့လေဆိုကျွန်တော်အာဖဂန်နစ္စတန်တို့ခရီးတွေနဲ့တူတော့ဒါမှမဟုတ်ပါလက်စတိုင်းခရီးတွေပညာရေးဘက်မှာဘယ်သူမှမထူးချူတော့ဘူးလေအဲ့လိုပါပဲterrorist ခရီးတွေရပုံဖြစ်တော့မှာဖြစ်တယ်အဲ့ဒါကိုကြောက်စရာအများကြီးပေါ့နော်ကျွန်တော်တို့အသက်တာဒါကြောင့်စူတောင်းပြီးဖို့အများကြီးလိုအပ်တယ်ကျွန်တော်ဗမာပြည်စူတောင်းအများကြီးစူတောင်းတယ်စူတောင်းတဲ့အခါမှာဗာလဲဆိုတော့ကျွန်တော်တို့တားသမီးတွေကျွန်တော်တို့ပြီးကစားကဲရင်ရှင်သူတို့မတိမတွေ့ချင်သူတို့အသက်ဆုံးတော့မှာအများဆုံးနေတယ်အဲ့ဒီတော့ကိုပဲကျွန်တော်တို့ဒီလောကမှာအစားဆုံးစူတောင်းခြင်းအပြင်ကျွန်တော်တို့မှာပြောင်းလဲဖို့စူတောင်းဖို့အဓိကမလို့တဲ့ဆိုတာကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ဒီတိုင်းမှာကျွန်တော်ရမယ့်အခါပေါ့နော်ဒီအခုချိန်မှာလည်းကျွန်တော်တို့မှာအမျိုးတွေလည်းပဲထိခိုက်နိုင်တယ်ကျွန်တော်တို့အမျိုးတွေလည်းပဲတချို့တွေပြောနေလည်းနားမပေါက်ကြဘူးကျွန်တော်အမရဲ့တားဆိုရင်တို့လည်းနဲ့ကြိုက်ပြီးတော့ထွက်သွားတာအဖြေလည်းမသိတော့ဘူးဒီလိုတော့ပြောသွားတယ်ဆိုတာပဲရှိတယ်အဲ့ဒါတွေအများကြီးအဲ့ဒီတော့ကျွန်တော်လေးကိုစိတ်နဲ့စကောင်းတယ်ဘာမှမဖြစ်တော့ဘူးဒါပေမဲ့စူတောင်းခြင်းအပြင်ပေါ်တော့အဓိကပေါ်တော့ဒီခေါင်းဆောင်ကြီးကောင်းတဲ့ခေါင်းဆောင်တယောက်တော့ထွက်လာဖို့ပေါ့နော်ပြီးတော့ဒီနိုင်ငံကြီးရတဲ့ငင်းချမ်းလာတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ယူရိုမှာနေတဲ့ခါကျတော့ဒီယူရိုပီယံပါလီမန်ကလည်းဒီမိုကရေစီပြီးပို့အဲ့ဒါမျိုးအဓိကလိုတာဖြစ်တယ်ကျွန်တော်တို့လည်းချင်းမပိုင်တော့ဘူးဟင်းပေါ့နော်အဲ့ဒါကျွန်တော်တို့လိုတာအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့အားပေးချင်တာဒီနေ့မှာ Easter အကြောင်းကိုပြောတော့တာပါလေဆိုတော့ကျွန်တော်တို့လုံနိုင်တဲ့နေရာလေးပါနေရာဒီလိုတီနဲ့ကိုအဲ့ဒီ use တဲ့တရားအယောက်တရားတီနဲ့စားဖို့တယောက်တီပဲစ
ချင်းမတမှုဆိုတဲ့လည်းတော့ပြီးတော့ဘယ်ကိုတွေ့နေဆိုရဆုံးဖြတ်ချက်ပေါ့ပြီးတော့ဆုတောင်းခြင်းအပြင်ပေါ့ဘုရားတရားစကားပြောပါတယ်တခြားသောဘုရားကိုကိုးကွယ်နေဆိုတဲ့အထင်လေးသူပေါ်တော့ဆက်လက်ပြီးတော့မကောမတော်ကာရဲ့လွတ်လပ်လို့ဆိုတာဘုရားစကားမှာဒီထပ်တာဖြစ်တယ်သူနေ့ဒီဘောကျွန်တော်တို့ဒီမှာငင်းချင်းလေးဆိုတာကျွန်တော်တို့ငင်းချင်းစာဆိုဘယ်လောက်ရချစ်အဲ့ဒါကမရကျွန်တော်တို့ဘလုံးသားထဲမှာချစ်ခင်မိတ္တာချစ်မိတ္တာဘောနော်ခရစ်တော်ပြောတဲ့ဇာတုကိုချစ်မယ်ဆိုတဲ့ချစ်မိတ္တာဒါကမလွတ်ဘူးဆိုရင်တော့ဘာမှဘယ်တော့မှငင်းချင်မှာမဟုတ်အဲ့ဒါကြောင့်ကျွန်တော်တို့လိုအပ်ချက်အားလုံးမပြောကျွန်တော်တို့ဘာလို့ချက်အဲ့ဒါဖြစ်ရဲဆိုကျွန်တော်တို့တိုက်တွန်းချင်ပါတယ်အရောက်တိုင်းပဲနိုင်ငံကြီးဘက်မှာပါပဲနဲ့ဘောနော်ကျွန်တော်တို့ဒီမှာဝိညာဉ်ကြီးဖက်မှာကျွန်တော်တို့စာပြီးပြီးတော့မှကျွန်တော်တို့ရဲ့ဒီမြန်မာခရစ်ယာန်ဖက်လို့စီနာတနည်းပြီးပြီးကြီးပေါ်တယ်အဲ့ဒါတိုက်တွန်းချင်ပါတယ်ပြောမှဆိုမှဆိုလည်းခုချက်ပါတော့ကျွန်တော်စကားလည်းနည်းနည်းရှိတော့တချို့လူရပြောမယ်ဆိုရင်ခဏလေးပြီးတော့မယ်ဟာနည်းနည်းရှိတော့တော့ကြည့်လို့ရတယ်ဒီဘုရားကကောင်းချီးပြီးပါစီရောက်တိုင်းပေါ့နော်ကျွန်တော်တို့လုပ်ရရကိုင်းရရမှာကျွန်တော်တို့ခံစားရတဲ့ suffering ကိုအမျိုးမျိုးခံစားရတဲ့အချိန်မှာဘုရားသခင်ကိုအောက်မေ့တည်းရပြီးတော့ဆုတောင်းခြင်းဟာဘယ်လောက်အထိကိုနာရှိတယ်ဆိုတာအဲ့လိုတည်းရကြပါဆိုတာဒီလောက်နဲ့နိုင်ကုန်စပါတယ်